ရွှေပြည်တော်မျှော်တိုင်းဝင်းနေဦးမဲ့လာပေါ်တာနဲ့ဘာစီလိုနာဟာတနင်္ဂနွေနေ့ကဗလင်စီယာနဲ့ပွဲကိုသူတို့ရဲ့အိမ်ကွင်းသစ်ကြီးကမ်နူးမှာကစားဖို့ပြင်ဆင်ခဲ့တာပါဒါပေမဲ့လက်တွေ့မှာတော့သူတို့ရဲ့လေ့ကျင့်ကွင်းဘေးကပရိသတ် 6000 သာဆန့်တဲ့ကွင်းငယ်လေးမှာအခမ်းကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာလိုကမ္ဘာအဆင့်ဘောလုံးအသင်းဟာရက်ကွက်ကွင်းသားပရိသတ် 6000 သာဆန့်တဲ့ကွင်းငယ်လေးကိုအင်ကွင်းလုပ်ပြီးကစားနေရတာကတော့2021ခုနှစ်နိုဝင်ဘာ18ရက်နေ့ကအတမ်းအထွေထွေအစည်းအဝေးလေးတစ်ခုရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ဖြစ်ပါတယ်။တကယ်တမ်းတော့အဲ့ဒီအချိန်တုန်းကဘာစီလိုနာဟာဘန်ဒါကြီးအကျက်တီးတွေနဲ့ရင်ဆိုင်နေရပြီးရခင်ဥက္ကဋ္ဌဂျိုးဆက်မာရီယာဘာတိုမြူရဲ့တမိုင်းတလျှောက်ဆိုးရွားဆုံးငွေရေးကြီးအခြေအနေကိုခြံထားခဲ့ပြီးဒါကိုတာဝန်ယူဖြည့်ရှင်းပေးဖို့လာပေါ်တာကနောက်တစ်ကြိမ်ထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီဘန်ဒါရေးပြဿနာတွေကိုဖြည့်ရှင်းဖို့အသင်းဟာကစားသမားတွေရဲ့စာချုပ်တွေကိုပြန်လည်ညှိနှိုင်းတာအခြားစပွန်ဆာတွေရှာဖွေတာပြုလုပ်ခဲ့ပေမဲ့ထိရောက်တဲ့ဖြည့်ရှင်းမှုမဖြစ်ခဲ့ပဲငွေရှင်ကြေးရှင်တွေကိုချက်ချင်းလက်ငင်းဆွဲဆောင်နိုင်မဲ့ idea တစ်ခုကိုလာပေါ်တာစဉ်းစားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ SPR ဘာသာခေါ်ကွန်းတစ်စီမံကိန်းပဲဖြစ်ပါတယ်။စီမံကိန်းအကောင့်ထဲပေါ်လာဖို့လာပေါ်တာပေးလာတဲ့ယူတိုပီယာတွေကတော့ကွန်းတစ်ဆောင်မယ်ကလပ်ရဲ့125နှစ်ပြည့်နှစ်ပတ်လည်နေ့2024နိုဝင်ဘာ19မှာကွင်းသစ်ဖွင့်ပွဲလုပ်ပြီးဘာစီလိုနာကိုတဆင့်မြင့်တဲ့အသင်းဖြစ်အောင်တည်ဆောက်မယ်ဆိုတာပါပဲအဲဒီလာပေါ်တာရဲ့ယူရိုပီယန်တွေကတကယ်အလုပ်ဖြစ်ခဲ့ပြီး2020ဒီဇင်ဘာ19မှာကလပ်အသင်းဝင်တွေစီကယူရို1.5ဘီလီယံတန်ဖိုးရှိတဲ့စီမံကိန်းဆောင်ရွက်ဖို့မဲအပြတ်တက်နဲ့အနိုင်ရခဲ့တာပါအဲဒီနောက်1958ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ကမ်နူးကွင်းမှာ2023မေ19ရက်နေ့မှာလာပေါ်တာနဲ့အတူဒေသခံအရာရှိတွေဟာအုံမြင့်ချခဲ့ပြီးအမှတ်တရဓာတ်ပုံတွေရိုက်ကမ်နူးကွန်းတစ်ကြီးဟာဘာစီလိုနာပရိသတ်အားလုံးရဲ့အိမ်မက်တစ်ခုဖြစ်လာမှာဖြစ်ပြီးကျွန်တော်တို့ရဲ့သားသမီးမြေးမြစ်တွေအတွက်အမွေနှစ်တစ်ခုဖြစ်လာအောင်မှာပါလို့မိခွန်းချွေခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့လာပေါ်တာပြောခဲ့သလိုအသင်းရဲ့125နှစ်ပြည့်နှစ်ပတ်လည်ကိုကျော်လွန်သွားပြီး10လကြာခဲ့ပြီဖြစ်ပေမဲ့ဒီဟာဒီဘာစီလိုနာရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်ကိုပရိသတ် 6000 ခန့်ဆန့်တဲ့ကွင်းငယ်လေးမှသာကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။မူလစီမံကိန်းကတော့2023-24တရားဒီလုံးကွင်းတစ်တိဆောက်မှာဖြစ်ပြီးအသင်းရဲ့နှစ်ပတ်လည်နေ့မှာကွင်းဟာပရိသတ် 6200 ဆန့်ကွင်းဖြစ်လာမှာဖြစ်ပြီး2026ရာသီစတင်ချိန်မှာတော့ပရိသတ်35000 ဆန့်တဲ့ကွင်းဖြစ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာစီလိုနာတို့ကန်ထရိုက်အပ်ခဲ့တဲ့တူရကီကုမ္ပဏီဟာရခင်ကပရိသတ်2000ခွဲဆန့်တဲ့ကွင်းလောက်ပဲဆောက်ဘူးတဲ့ကုမ္ပဏီဖြစ်ခဲ့ပြီးဒါကလည်း2024နွေရာသီမှသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့မှာကစားခဲ့တဲ့မိုကိုအသင်းနဲ့ပွဲစဉ်ကိုပရိသတ်29000ဆန့်ကွင်းငှားပြီးလက်ခံကျင်းပဖို့ဘာစီလိုနာအသင်းကအစီအစဉ်ခဲ့ပေမဲ့ပရိသတ်တွေကတော့ကွင်းငှားမနေတော့ပဲဂျိုဟန်ခရက်ဖ်ကွင်းမှာကစားဖို့ဖိအားပေးလာခဲ့တာဖြစ်ပါတယ်။ဂျိုဟန်ခရက်ဖ်ကွင်းဆိုတာကတော့အသင်းရဲ့လေ့ကျင့်ရေးကွင်းဘေးကပရိသတ်6000ဆန့်ကွင်းဖြစ်ပြီးဘာစီလိုနာမျိုးသမီးအသင်းနဲ့ယူဆကိုအသင်းပွဲစဉ်တွေကိုလက်ခံကျင်းပပေးတဲ့အင်ကွင်းဖြစ်ပါတယ်။အဲဒီလိုလွယ်ချော်ဖြစ်လာတဲ့ဘာစီလိုနာဟာ2023-24ဘောလုံးရာသီကအင်ကွင်းပွဲစဉ်တွေအတွက်ကွင်းငှားရန်အသုံးပြုကယူရို190တိကုန်ကျခဲ့ပြီးအဲ့ဒီအကျိုးဆက်အနေနဲ့မနစ်ကရာသီမှာကစားသမားမှတ်ပုံတင်ဖို့အတွက်တောင်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်စပွန်ဆာကုမ္ပဏီဖြစ်တဲ့ Spotify နဲ့ပြုလုပ်ထားတဲ့စာချုပ်အရလည်းအင်ကွင်းဖွင့်လှစ်နိုင်မှသာတစ်နှစ်ယူရို120ရမှာဖြစ်ပြီးကွင်းတစ်မဖွင့်လှစ်နိုင်သေးတဲ့ဘာစီလိုနာတို့တစ်နှစ်ယူရို9တန်းပဲရရှိနေဦးမှာပါ။အဆိုအရဆုံးအနေနဲ့လာပေါ်တာတယောက်ရွှေညံတော့စူးရောက်ပြီးအသင်းရဲ့VIP ခုံတွေရောင်းချခဲ့တာပါဒါပေမဲ့အခုချိန်ထိအဲ့ဒီထိုင်ကုန်တွေကတက်တောင်မတက်ဆင်ရသေးတာဖြစ်လို့ငွေလည်းတပြားတစ်ချက်မှမရသေးတာဖြစ်ပါတယ်အခုတော့ဘာစီလိုနာဟာယာတီတစ်မှလည်းကမ်နူးမှာဘောလုံးပွဲတွေလက်ခံကျင်းပနိုင်မှာမဟုတ်သလိုဇုံအရင်ကငှားရမ်းနေကြမွန်ကျူးကွင်းမှာလည်းအမေရိကန်အဆိုတော်ပို့စ်မာလုံးရဲ့ဖျော်ဖြေရေးပွဲကြောင့်ပြီးခဲ့တဲ့သတင်းကွန်တွေကငှားရမ်းမရဖြစ်ခဲ့တာပါတကယ်တမ်းလာလီဂါရဲ့စင်းမြင့်တွေရလာလီဂါပွဲစဉ်တွေမှာအနည်းဆုံးပရိသတ်8000ဆန့်ကွင်းဖြစ်ရမှာဖြစ်ပြီးဒါမှလည်းဗာနီးပညာနဲ့ရုပ်သံရိုက်ကူးရေးဆိုင်ရာတွေမှာအဆင်ပြေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဗလန်စီယာနဲ့ပွဲကတော့ချွန်းချက်ဖြစ်ခဲ့ပြီးလာမယ့်ပွဲစဉ်မှာတော့ဒီလိုလှုပ်ဆောင်လို့ရမှာမဟုတ်တော့ပါဘူးဆိုတော့ SPR ဘာစာဆိုတဲ့ဘာစီလိုနာပရိသတ်အားလုံးရဲ့အိမ်မက်သားသမီးမြေးမြစ်တွေအတွက်အမွေနှစ်တစ်ခုဖြစ်လာအောင်မှာပါဆိုတဲ့လာပေါ်တာရဲ့စကလုံးအဆင့်တစားတွေဟာဘယ်တော့မှအကောင့်ထဲဖြစ်မလဲဆိုတာကတော့အာဆင်နယ်အသင်းပဲတော့ချန်ပီယံလိဖလားရမလဲဆိုသလိုပါပဲ